အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ Britain ဟာတာသိပ္ပံဇာတ်ကားလေးဖြစ်တဲ့ FAQ about time travel ကိုတင်ဆက်ပေးခြင်းပါတယ် FAQ ဆိုတာကတော့ favorite ask question လို့လည်းပြောလို့ရပါတယ်ဇာတ်ကားအစမှာတော့ကင့်နေကြတဲ့အရေးကြီး PT နဲ့တိုးဘောဆိုတဲ့3 idiots ကိုတွေ့ရမှာပါတောက်ရင်းနဲ့မိုးလိုက်ဖြစ်တဲ့ကြတဲ့အတိုင်း Man City Champion League ကထွက်ရတာကနေဘာသာကြီး၄ရက်တာမရှိရင်ဘာဖြစ်မယ်ဆိုတဲ့အထိပြောနေရင်လည်းအချိန်ခရီးသွားခြင်းပဲရောက်သွားပြီးတော့ငင်းကြကုန်ကြတယ်အဲ့ဒီကနေခဏကြာတော့ PT ကအင်တာဝင်ပြီးတော့အပေါက်ကိုပုံစံမျိုးစုံနဲ့သွားပါတယ်ပြီးတော့ပြန်ထွက်လာပြီးတော့သူတို့တောက်နေတဲ့အခန်းကိုကြည့်လိုက်တော့အကုန်လုံးကျမ်းပြန်မှာဖုတ်ဖုတ်ညက်ညက်ကျင်းနဲ့မာလကီးရနေတာကိုမြင်လိုက်ရတယ်အဲ့ဒီမှာအနာဂတ်ကသူကိုယ်တိုင်လဲပါနေပါတယ်အဲ့ဒါကြောင့်အိမ်သားတွေကိုပြန်ပြေးတယ်အဲ့ဒီမှာခဏလောက်စေးရေးလက်အေးနေပြီးတော့ဘားတဲ့ပြန်လာတော့ငကိုအတိုင်းပြန်ဖြစ်နေခဲ့ပါပြီဒီကိစ္စမဖြစ်ခင်လွန်ခဲ့တဲ့6လတုန်းကအာဂါသာတဲကတနေရာမှာအာဂါသာရင်မှုရေးကြီးကအချိန်ခီးသွားခြင်းအကြောင်းနဲ့ဂျိုသားတွေကိုတိုက်ခိုက်ဖို့ကိစ္စကိုပြည်သက်တွေကိုပြောပြနေတယ်တဖြည်းဖြည်းနဲ့သူကမစ်ရှင်နဲ့ပတ်သက်ပြီးတော့စိတ်လှုပ်ရှားလာတော့ဗဇက်ကနေအယုတ်တအနက်ထောက်တွေပါထွက်လာပါတယ်ကင်မရာကပြည်သက်တွေပဲလှည့်ပြချိန်မှာတော့သိပ္ပံ program အတွက်လာနာထောင်နေကြတဲ့ကလေးတွေကိုတွေ့လိုက်ရပြီးတော့ရေးကြီးရောက်နေတာကလည်းကလေးကစားကွက်မှာဖြစ်နေပါတယ်သူကအာဂါသာမစ်ရှင်အကြောင်းအားရပါရတော်ကီပုံနေတော့ကလေးတယောက်ကလန့်ပြီးတော့ထငိုတယ်သူကကလေးတွေကိုချော့ဖို့ဆိုပြီးတော့အလက်ကလောက်ကိုနှိပ်လိုက်တော့ကလေးတွေအခြေအနေကပိုဆိုးသွားပါတယ်အဲ့ဒီမှာပန်းချံမန်နေဂျာကအခန်းထဲရောက်လာပြီးတော့အခြေအနေကိုမြင်သွားပါတယ်ဒါကြောင့်မလို့ရေကြီးကိုသူ့အခန်းကိုခေါ်ပြီးတော့အားပေးတဲ့အနေနဲ့အလုပ်ကနေနားခိုင်းလိုက်တယ်ရေကြီးကဒေါသထွက်နေရတဲ့မန်နေဂျာကိုလက်ဆွဲနှုတ်ဆက်ပြီးတော့အခန်းထဲကအယုတ်ကိုကန်ပြစ်တယ်အဲ့ဒါပေမဲ့မန်နေဂျာကသူ့ကိုစိုက်ကြည့်လာတော့အယုတ်ကိုသူ့နေရာသူပြန်ထားပြီးတော့ဘာမှမဖြစ်တယ်လို့နေလိုက်ပါတယ်အဲ့ဒီနောက်တော့ရေကြီးကအချိန်ကြီးသွားခြင်းနဲ့ပတ်သက်တဲ့သိပ္ပံပညာမှန်သမျှနှစ်သက်တဲ့ငကြောင်တယောက်ဆိုတာကိုသိလိုက်ရတယ်အပြင်ဘက်မှာတော့ PT နဲ့တိုးဘွားတို့ကဒိုင်နိုဆောပုံစံဝတ်ပြီးတော့အစားအသောက် pamphlet ဝင်နေကြပါတယ်သူတို့ကလည်းအလောက်ကောင်းကောင်းရဖို့ခက်နေတော့ကလေးပန်းချံမှာပဲလုပ်နေရတယ်သူတို့ကလည်းငကြောင်တွေပါပဲသူတို့အလုပ်ကိစ္စအကြောင်းရင်းနေကြတော့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ရေကြီးကသူတို့နားကိုရောက်လာတယ်နောက်တစ်ခါမှာတော့သူတို့ကစားတော့ဆိုင်မှာထိုင်နေတဲ့ရေကြီးအတွက်အလုပ်ကိစ္စဆွေးနွေးနေကြတယ်အဲ့နောက်သူတို့ရုပ်ရှင်သွားကြည့်ပေမဲ့ရုပ်ရှင်ကိုမကြိုက်ကြဘူးတိုးဘောကသူသာဆိုရင်ဟောလိဝုဒ်ကစာရေးဆရာတွေထက်ပိုကောင်းအောင်ရေးနိုင်တယ်လို့ပြောတော့ကျန်တဲ့နှစ်ယောက်ကဇလန်တစ်ခုရေးပြဖို့စိန်ခေါ်လိုက်တယ်တိုးဘောကသူ့ဇလန်ကိုအလွတ်ပြောပြတော့ကျန်နှစ်ယောက်ကဇလန်ကရည်စရာကြီးလို့ထင်လိုက်တယ်အဲ့နောက်ဘီယာသွားမော့ကြတယ်သူတို့ကဇက်ကားတွေပိုကောင်းအောင်လို့ဘလို့ရိုက်ကြမလဲဆိုတော့ဆွေးနွေးတော့တိုးဘောကသူ့စာအုပ်ထဲကိုခြာရေးထားလိုက်ပါတယ်သူတို့ဆွေးနွေးပြီးတော့တိုးဘောကသူရေးထားတဲ့စာအုပ်ကိုဖျက်ယူပြီးတော့ဇပွဲပေါ်တင်ထားလိုက်တယ်အဲ့ဒီအချိန်မှာပဲပီတီကတဘာဝလုံးကိစ္စတွေကိုမယုံဘူးလို့ထဖောက်ပါတယ်သူတို့ဆွေးနွေးလိုက်တောက်လိုက်လို့ရင်းနဲ့အကုန်သွားတော့ရေကြီးကကောင်းတာစီကိုသွားယူတယ်ဘီယာခွက်တွေယူလာနေတော့ကေတီလို့ခေါ်တဲ့ကောင်မလေးကသူ့နာမည်ကိုခေါ်ပြီးတော့နှုတ်ဆက်တော့ရေကြီးလဲသူကငါ့ကိုဘလို့သိနေတာလဲဆိုပြီးတော့ဖြစ်သွားတယ်ကေတီကသူကအချိန်ခီးသွားအေဂျင့်တယောက်ဖြစ်ပြီးတော့အချိန်ယိုစိမ့်မှုဖြစ်နေတာပြင်ဖို့အခြားအချိန်တစ်ခုကနေဒီကိုလာခဲ့တာဖြစ်ကြောင်းပြောတယ်ဒီလိုအချိန်ယိုစိမ့်မှုဖြစ်နေတော့မှတာမန်လူတွေလည်းအခြားအချိန်ကာလတွေစီကိုသွားလို့ရကြောင်းထပ်ပြောပါတယ်ရေကြီးကကေတီစကားကိုအမှန်မထင်တော့ဒီလိုဆိုရင်ဟစ်တလာကိုတတ်လိုက်ပါလားဆိုပြီးတော့ငေါ့လိုက်တယ်ကေတီကအဲ့ဒါဆိုရင်အချိန်စီးမြင့်တွေကိုချိုးဖောက်ရရောက်သွားမှာပေါ့လို့ပြန်ပြောပါတယ်ဒီလိုအတိတ်ကတည်းကကိုတတ်တာကသူတို့လို့ဆိုရင် editing လို့သိကြကြောင်းသူတို့ရဲ့နာမည်အကြီးဆုံးအလုပ်ကိုလုပ်ပြီးသွားရင်သူတို့ကိုနာမည်ကျော်လာစေဖို့တတ်လိုက်တဲ့ editor တစ်ခုလည်းရှိကြောင်းပြောတော့ရေကြီးကနားမလဲပါဘူးဒါကြောင့်မလို့မိုနာလီဇာပကြီးကားကိုဆွဲပြီးချိန်ဒါဗင်ချီကိုတတ်လိုက်တယ်လို့ Nevermind ကိုဆိုပြီးတဲ့အခါကကိုဘင်းကိုတတ်လိုက်တယ်လို့ပဲလို့ကေတီကရှင်းပြပါတယ်ကေတီကသူ့အလုပ်ကပြင်းဖို့ကောင်းပေမဲ့အထူးခွင့်ရအနေနဲ့ရေကြီးလို့သမိုင်းထဲကနာမည်ကြီးတယောက်နဲ့တွေ့လို့ရကြောင်းပြောပြတယ်အဲ့ဒါမှရေကြီးကအခုဘာမှမလုပ်ရသေးပေမဲ့အနာဂတ်မှာနာမည်ကြီးလာမှာဖြစ်ကြောင်းသိလိုက်ပါတယ်အနာဂတ်မှာရေကြီး decorate ဆိုပြီးတော့သူ့ကိုရည်ညွှန်းထားတဲ့စာအုပ်တွေအများကြီးရေးကြမှာဖြစ်ကြောင်းကေတီကသူဟာရေကြီးရဲ့ fan တာမဟုတ်သူ့ကိုနည်းနည်းတော့ crash နေသေးကြောင်းဝန်ခံပါတယ်သူ့ဘဝမှာဒီလိုမျိုးမင်းကလေးမကြုံဘူးတော့ရေကြီးလည်း feed တက်သွားတယ်ရေကြီးကတော့သူ့အလုပ်ပြုတ်သွားတဲ့ကြောင့်သူ့ကိုပြောစေဖို့တငယ်ချင်းတွေကကေတီကိုလွတ်လိုက်တာလို့ထင်နေပါတယ်ဒါပေမဲ့သူ့ဘော်ဒါရီစီကိုမေးကြည့်တော့သူတို့ဘာမှလုပ်မထားကြောင်းပြောတယ်အဲ့တော့ရေကြီးကသူကြုံခဲ့တာကိုပြောပြတော့အခြားနှစ်ယောက်ကမယုံပါဘူးအဲ့နောက်ပီတီကအိမ်သားထဲထပ်သွားပြီးတော့တွန့်ပြီးပန်းပြန်တယ်အခန်းထဲပြန်လာတော့အကုန်လုံးသိနေပြီးတော့သူ့အနာဂတ်ကသူကိုလည်းတွေ့ရပြန်ပါတယ်ဒါပေမဲ့အိမ်သားကလည်းပြန်ပြေးတယ်ပြီးတော့ပြန်လာတော့ဘားကပုံမှန်ပြန်ဖြစ်နေခဲ့ပါပြီပီတီကဖြစ်ပုံကိုပြောပြတော့သူ့ဘော်ဒါတွေကမယုံပြန်ဘူးပီတီကတော့ဒါကကေတီပြောသွားတာမျိုးပဲလို့တန်တရားဝင်လာတယ်နောက်ဆုံးမှာပီတီကသူ့ဘော်ဒါနဲ့ရက်ကိုအိမ်သားထဲသွားခတ်လိုက်တယ်အဲ့မဲ့ပီတီလည်းအိမ်သားတွေကိုအတူတူဝင်လိုက်ရပါတယ်ရေကြီးကတယောက်ယောက်စနေတာလားဆိုပြီးတော့အိမ်သားတကားတွေဖွင့်ပြီးတော့လိုက်ကြည့်ပေမဲ့ဘာမှမရှိဘူးအဲ့နောက်ပီတီကအချိန်ခီးသွားချိန်သူ့ပုံစံအတိုင်းရှူပန်းရမှာလို့ပြောပြီးတော့တန်းစီခိုင်းပါတယ်အဲ့နောက်သူတို့၃ယောက်ကြောင်နိုင်သမျှကြောင်အောင်လုပ်ပြီးတော့ကားကြတယ်သူတို့လုပ်နေတာကိုကြားပြီးတော့အဖိုးကြီးတယောက်ကလာကြည့်တော့သူတို့ကသိပ္ပံ project တစ်ခုလုပ်နေတာလို့ပြောလိုက်ကြပါတယ်အဲ့ဒါပြီးတော့အပြင်ပြန်ထွက်လာတော့ပုံမှန်အတိုင်းပဲတွေ့လိုက်ရတယ်ဒါကြောင့်မို့သူတို့ခုံပြန်သွားလိုက်တော့အဲ့ဒီမှာလွန်ခဲ့တဲ့မိနစ်30ကသူတို့ကိုသူတို့ပြန်တွေ့လိုက်ရပြီးတော့ shock ရသွားတယ်ကြောက်သွားတဲ့တော်တော်လည်းအခြားအခန်းစီကိုပြေးပြီးတော့ဒါကိုကြော်ဖြတ်နိုင်အောင်လို့ဘယ်လိုလုပ်ကြမလဲဆိုပြီးတော့အုံနောက်ကိုအလုပ်ပေးကြပါတယ်ပီတီကအိမ်သားထဲပြန်သွားရင်အကုန်လုံးတိုင်ပတ်ကုန်မယ်လို့ပြောတယ်ရေကြီးကလည်းသူတို့အတိတ်ကလူတွေအိမ်သားထဲသွားကြတဲ့အချိန်ဒီဗီဒီယိုထဲမှာပုံနေကြဖို့အကြံပေးလိုက်ပါတယ်အဲဒီနောက်မှာရေကြီးကသူတို့အတိတ်မှာရှိတော့ကကေတီကရက်ဆိုင်မှာရှိနေသေးတယ်ဆိုတာကိုသတိရသွားပြီးတော့ချောင်းကြည့်တယ်အတိတ်ကရေကြီးနဲ့စကားပြောပြီးထွက်သွားတော့ origin နဲ့ရေကြီးကကေတီနောက်ပြန်လိုက်ပြီးတော့ကိုညီပေးဖို့ပြောပါတယ်ရေကြီးကအချိန်ယိုစိတ်နေတာအိမ်သားထဲမှာလို့ပြောတော့ကေတီကမယုံပါဘူးအဲကြောင့်မလို့တကားကလည်းအပြင်ထွက်သွားပါတယ်ရေကြီးကကဲပေါင်းလို့ပြောတော့လုံးဝပြောင်းလဲသွားတဲ့ဒီဇိုင်းနဲ့မကြခင်ပြန်ဝင်လာတယ်အဲ့ဒါမှရေကြီးစီမှာ10စက္ကန့်လောက်သာရှိနေသေးပေမဲ့သူကအရင်6လကတည်းကထွက်သွားခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ်ကေတီကအားလုံးရှင်းပြီးသွားပြီမလို့ရေကြီးကိုသူ့ငကိုတွေးထားတဲ့အတိုင်းဗီဒီယိုထဲကနေစောင့်နေဖို့အကြံပေးပါတယ်အချိန်ထဲမှာပဲသူတို့နှစ်ယောက်ကတယောက်ကိုတယောက်ကြက်လိဖြစ်နေကြပါပြီနောက်ခန်းမှာတော့သူတို့အတိတ်ကတော့ယောက်ကအိမ်သားထဲဝင်သွားတော့သူတို့တော့ယောက်လည်းဗီဒီယိုထဲကပြန်ထွက်လာကြတယ်ကိုလက်တုတ်တယ်မို့ဆိုပြီးတော့ဒီတစ်ခါတော့ဘာမှမဖြစ်အောင်အမျိုးသမီးအိမ်သားထဲကိုသွားရှင်းကြတယ်
ဒါပေမဲ့သူတို့အပြင်ပြန်ထွက်လာတော့လေအရက်ဆိုင်ကကဘာပြပြီးနောက်နေထားမှရောက်နေတာကိုတွေ့လိုက်ရတယ်ဒါကိုမြင်ပြီးတော့ PT လည်းအမျိုးသမီးအိမ်သားကိုပြန်ပြေးတယ်ကျန်တဲ့နှစ်ယောက်ကသူ့နောက်ကနေလိုက်မလို့ရှိသေး PT ကညစ်ပင်နေတဲ့အနေထားနဲ့အမျိုးသားအိမ်သားကနေထွက်လာပြီးတော့အဲ့ဒီထဲကိုမဝင်ဖို့တားတယ် PT ကအခြားသောအချိန်ကလာတွေမှာအကြာကြီးနေပြီးတော့ပြန်လာရတော့အတော်လေး trauma တွေရနေပါတယ်ကျန်တဲ့နှစ်ယောက်ကဗမာနေခဲ့ရတာတုံးလို့မေးကြတော့ PT ကဖြေဖို့အရန်ကြောက်နေတယ်အဲ့ဒီစားအစားအစာနဲ့လက်နက်တွေရှာထားကြဖို့ပဲပြောပါတယ်တိုးပွားတဲ့ရေကြီးတို့ကအစားအစာလေးများရနိုင်မလားရှာနေတော့မှနျူကလ িয়ার နဲ့တိုက်ခိုက်ဖျက်ဆီးခံရပုံရတယ်ပျက်စီးနေတဲ့မျိုးတစ်မျိုးကိုအပြင်ဘက်မှာမြင်တွေ့နေရတယ်အကြမ်းမေသူတို့၃ယောက်လက်နက်အချို့ရပြီးတော့အဝတ်စားလဲလိုက်ကြတယ်သူတို့အပြင်ပြန်ထွက်လာတော့နိုင်ရန်ပေါ်မှာရေးချစ်ထားတဲ့သူတို့ပုံတွေကိုမြင်ပြီးတော့အလဲတကြားနောက်ပြန်ဆုတ်သွားကြတယ်အဲ့ကမှအနာဂတ်မှာသူတို့၃ယောက်ကအတော်လေးနာမည်ကြီးပြီးတော့အခုသူတို့ဝတ်ထားတာကလည်းပုံလဲကအတိုင်းပဲဆိုတာကိုသိသွားတယ်အဲ့ဒီမှာထူးဆန်းတဲ့အတန်ကိုကြားရပြီးတော့အတွင်းပြန်ဝင်ပြေးလာကြတဲ့အတွက်သူတို့ကိုမှန်သွားတယ်အပြင်ဘက်မှာပျောက်ဆက်ကြီးတကောင်ကအိမ်ရမဲတယောက်ကိုအားရပါရစားပြနေတယ်အိမ်သားထဲမှာသူ့ရဲ့ကြောက်စရာကောင်းတဲ့အနာဂတ်ကအတွေ့အကြုံချို့ကို PT ကရှင်းပြနေတော့အတိတ်က၃ယောက်ကရုတ်တရက်အိမ်သားထဲကိုဝင်လာပါတယ်PT ကသူတို့နဲ့ဆက်သွယ်မလို့လုပ်နေတော့အခြား၂ယောက်ကတားပြီးတော့အိမ်သားကန်နဲ့ဝင်ပေါ်လိုက်တယ်အဲ့ဒီကနေချောင်းကြည့်လိုက်တော့သူတို့အတိတ်ကလူတွေကလည်းအစောပိုင်းကသူတို့လုပ်ခဲ့တဲ့အမှားအတိုင်းလုပ်နေကြတော့ကိုမြင်နေရပါတယ်အတိတ်ကရေကြီးကအိမ်သားကန်ကိုစစ်ဖို့လာနေတော့အတိတ်က PT ကတားလိုက်တာကြောင့်ပုံနေတဲ့အနာဂတ်ကသူတို့ကိုမမြင်လိုက်တော့ဘူးအတိတ်ကလူတွေထွက်သွားတော့သူတို့အပြင်ကိုထွက်လာတယ် PT ကတော့သူ့အတိတ်ကလူကိုသတိမပေးနိုင်လိုက်လို့ဒေါသတွေထွက်နေပြီးတော့သူ့ဘော်ဒါတွေခွင့်မပြုဘဲနဲ့အိမ်သားတွေကနေထွက်သွားတယ်အပြင်ထွက်သွားတဲ့သူ့ဘော်ဒါနောက်ကိုလိုက်ဖို့ရေကြီးနဲ့တိုးပွားတို့အပြင်ထွက်လာတော့သူတို့ကိုဝတ်စားထားကြတဲ့လူတွေနဲ့ပြည့်နေတဲ့ပါတီတစ်ခုနဲ့တိုးပါတယ်အဲ့ဒီပါတီကသူတို့၃ယောက်ကိုအခြေခံပြီးတော့ကျင်းပနေတာပါမကြမီသူတို့ PT ကိုရှာတွေ့သွားသလိုသူတို့ပုံလူပကြီးကားကိုလည်းထပ်တွေ့လိုက်ရတယ်ဒီပုံမှာတော့စာရွက်လေးတစ်ရွက်ကိုပါသူတို့သတိထားမိလိုက်ပါတယ်ဒီစာရွက်ထဲမှာသူတို့ idea တွေကိုအစောပိုင်းတုန်းကခြာရေးထားတာမို့လို့ဒါကြောင့်ပဲသူတို့နာမည်ကြီးနေတာလားလို့တန်တရားဝင်သွားကြတယ်ဒါပေမဲ့အဲ့ဒီစာတွေစာရေးကြတဲ့ကသူတို့ကမူးနေကြပြီမို့လို့ဘာတွေရေးမိတယ်ဆိုတာကိုမမှတ်မိပါဘူး။ဒါကြောင့်မလို့စ조사ပန်းစားစဉ်းစားနေကြတော့အခြားအချိန်ခီးသွားတယောက်ဖြစ်တဲ့မီမီကသူတို့နားကိုရောက်လာတယ်။မီမီကသူကကေတီရဲ့အထက်လူကြီးဖြစ်ကြောင်းနဲ့သူတို့၃ယောက်ကိုမူလအချိန်စီကိုပို့ပေးဖို့လာတာဖြစ်ကြောင်းပြောပါတယ်။ဒါကြောင့်မလို့၃ယောက်သားပျော်သွားပြီးတော့မီမီပြောသလိုတေးဆိုတေးရှင်းဆိုရှင်းလိုက်လုပ်ကြတယ်။နောက်ခန်းမှာတော့သူတို့အုပ်စုကရက်ဆိုင်စီကိုနောက်တစ်ချိန်ပြန်ရောက်လာခဲ့ပြီးတော့ဒီတစ်ခါမှာတော့အားလုံးကပုံမှန်ဖြစ်နေတာကိုမြင်လိုက်ရပါတယ်။သူတို့အတိတ်ကလူတွေကတော့အားရပါရဆွေးနွေးနေကြတော့မှာပဲ။ဒါကြောင့်မလို့ဘီယာမှာတောက်ရင်းနဲ့စိတ်ရှည်လက်ရှည်စောင့်လိုက်ကြတယ်။အတိတ်ကလူတွေထွက်သွားအောင်သူတို့ထိုင်ကုန်စီကိုတွားပြီးတော့စာရွက်ကိုကြည့်တယ်။စာရွက်ထဲမှာဘာမှတိတိကျကျရေးမထားတော့သူတို့လည်းတိုင်ပတ်သွားပါတယ်။အဲဒီနောက်သူတို့ကအနာဂတ်မှာချမ်းသာပြီးတော့နာမည်ကျော်စေနိုင်ဖို့အကြောင်းရေးထားတဲ့စာရွက်ကိုစပွဲပေါ်မှာထားဖို့ဆုံးဖြတ်လိုက်တယ်။အားလုံးကလည်းပုံမှန်အတိုင်းပြန်ဖြစ်နေပါပြီ။ရေကြီးကအချိန်ယူစိမ့်ဖို့လုပ်ဦးမယ်ဆိုပြီးတော့အပြင်ထွက်သွားတယ်။အဲဒီမှာသူ့ကိုမြင်ပြီးတော့အရန်ပျော်နေပုံရတဲ့ကေတီကိုပြန်တွေ့ရတယ်။ရေကြီးကသူ့အနာဂတ်ကိုတွားခဲ့ကြောင်းပြောပြတော့ကေတီကမယုံခဲ့ပါဘူး။အဲဒီခါမှာရေကြီးကမီမီအကြောင်းအပါဝင်ကြုံခဲ့တာတွေမှတည်းအသေးစိတ်ပြောပြပါတယ်။တင်သွားတဲ့ကေတီကမိမိက editor တယောက်ဖြစ်ကြောင်းသူ့အဓိကအလုပ်ကတယောက်ကနာမည်ကျော်နေတာတစ်ခုခုလုပ်ပြီးရင်တတ်ဖို့လို့ပြောလိုက်ပါတယ်။တကယ်လို့သာစာရွက်မှာနာမည်ကျော်နေတာတစ်ခုခုရေးမိရင်မိမိကသူတို့၃ယောက်ကိုတတ်တော်မှာပါ။ဒါကိုကြားပြီးတော့ရေကြီးလဲသူ့ဘော်ဒါတွေကိုတတိပေးဖို့အတွင်းနဲ့ပြန်ဝင်လာတယ်။ကေတီကဒီလိုလုပ်တာကမလုံခြုံဘူးလို့ပြောတာတော့မှရေကြီးကဖြစ်ချမ်းကုန်စင်ရှင်းပြပြီးတော့ထွက်ပြေးဖို့လုပ်ပါတယ်။သူတို့၃ယောက်သာကျမစိုးဝင်နေတော့ရေကြီးမှာ idea တစ်ခုပေါ်လာတယ်။စာရွက်ကိုသာမီးရှို့လိုက်နိုင်ရင်အနာဂတ်မှာနာမည်မကြီးနိုင်တော့ဘူး။ဒါဆိုရင်မိမိလည်းသူတို့ကိုဘာမှမလုပ်နိုင်တော့ဘူး။PT ကလည်းသဘောတူပေမဲ့ဒါကတထေးဖြစ်နိုင်တဲ့တခုတည်းသောအခွင့်အရေးမို့လို့တိုးပွားကမလုပ်ချင်ပါဘူး။ရေကြီးကတိုးပွားရင်းနေတော့မှပဲမီးရှို့ဖို့ကြိုးစားပေမဲ့မီးချစ်ကအလုံးမလုပ်ဘူး။ဒါကြောင့်မလို့ကောင်တာကိုသွားပြီးတော့မီးချစ်သွားယူတယ်။အဲ့ဒီမှာတိုးပွားကဒေါသထွက်လာပြီးတော့ PT ကိုထိုးပါတယ်။သူတို့နှစ်ယောက်ချနေကြတော့မီမီရောက်လာတယ်။ရေကြီးနဲ့ကေတီကတက်တလောက်မှတ်တလောက်နဲ့မီမီကိုတားဖို့ကြိုးစားကြတယ်။ဒါပေမဲ့မီမီကစွမ်းအားပိုကြီးနေတော့မနိုင်တဲ့အပြင်စာရွက်ကိုမီးရှို့ဖို့လုပ်နေတဲ့ PT ကိုတော့မှတရားရအောင်လုပ်လိုက်ပါတယ်။တိုးပွားကစာရွက်ကိုဖျက်ဆီးဖို့လုပ်ပြန်တော့မီမီကအပြင်အားနဲ့စာရွက်ကိုအဝေးပို့လိုက်ပြီးနောက်ဆုံးမှာအခန်းတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တယ်။နောက်ခန်းမှာတော့အသွေးတွေဖုံးပြီးတော့အကုန်လဲကျနေတဲ့အခန်းကိုမြင်ရတယ်။စာရွက်ကလည်းမူလဇပွဲကောင်ပေါ်မှာပြန်ရောက်နေပါပြီ။အဲဒီနောက်ရေကြီးကနိုးလာတယ်။သူကမသေးသေးဘူး။ PT ရဲ့အတိတ်ကလည်းအဲ့ဒီအချိန်လေးမှာအခန်းထဲဝင်လာပြီးတော့စုပ်ပြတ်နေတာကြောင့်ပြန်ပြေးသွားပါတယ်။ရေကြီးကတော့နောက်ဆုံးကြံတဲ့အားလေးနဲ့စာရွက်ကိုဆွဲယူဖို့လုပ်နေပါတယ်။အဲ့လိုလုပ်နေတော့ဘီယာကွက်ကစာရွက်ပေါ်ကိုမှောက်ကြပြီးတော့စာတွေလည်းအငွေ့ပြန်ကုန်တယ်။စာရွက်ကပျက်စီးသွားတော့သူတို့ဘယ်တော့မှနာမည်မကြီးတော့သလိုမိမိလည်းသူတို့ကိုဘာမှမလုပ်နိုင်တော့ပါဘူး။အဲ့ဒီနောက်အကုန်လုံးကနောက်ပြန်ဆုတ်ကုန်ပြီးတော့သူတို့လည်းလွန်ခဲ့တဲ့နာရီနဲ့ငယ်ကအတိုင်းမူလထိုင်ကုန်ပေါ်မှာပြန်ရောက်သွားပါတယ်။နောက်ဆုံးခါမှာယထာတလန်တော့ကိုသူတို့ရောက်လာတော့ကေတီလည်းရောက်လာတယ်။အဲ့ဒီမှာရေကြီးနဲ့ကေတီကလွန်ခဲ့တဲ့2နှစ်လောက်ကတည်းကတိတ်နေကြတယ်ဆိုတာသိသွားပါတယ်။ဒီခါမှာလည်းအချိန်ကအနှဲငယ်အစင်မပြေမှုဖြစ်နေသေးပြီးတော့ဒါကိုရေကြီးအကူအညီနဲ့ကေတီကဖြည့်ရှင်းနေပါတယ်။ကေတီကအနာဂတ်ကိုသွားတဲ့အပေါက်လေးဖန်တီးလိုက်တော့ငစားသုံးကောင်လည်းအဲ့ဒီတဲခုံဝင်လိုက်ရင်လည်းဇကားကပြီးဆုံးသွားပါတယ်ခင်ဗျာ။အစောလေးနားဆင်ပေးတဲ့ Dragon ပေးသမျှအားလုံးကိုကျွန်တော်ရိုကျွမ်းကနေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။